တင်လိုက်တဲ့ခါကျတော့လေဒီတဲ့ကွန်မလေးဘယ်လိုရေးလာကောမလီကိုဘယ်လိုရေးလာလဲဆိုပိတ်သက်တွေကအားပေးတယ်ပေါ့နော်တချို့ကတော့အားပေးတယ်ဆက်ပြီးကြိုးစားပါပေါ့နော်ဆိုတော့အလိုလေးပြောကြပါတယ်အတန်လေးကငြိမ်ငြိမ်လေးနဲ့အတန်ချိုချိုအေးအေးလေးနဲ့နားထောင်လို့အရန်ကောင်းတယ်ဆိုပြီးတော့အဲ့ဒီနေမှာတဆင်ဦးသက်ကိုတတော်မှာပေါ့နော်ပရိသတ်တွေကနေပြီးတော့မောင်လေးအတန်ချိုချိုလေးနဲ့ဦးအောင်သူတချင်းလေးတွေစိုးပြပါလားပေါ့နော်အဲ့လိုလေးတောင်းကြတယ်တချင်းတွေတော်တော်များများတောင်းကြတယ်ကျွန်တော်လည်းစိုးပြဖြစ်ပါတယ်အရန်လက်ဝါသနာပေါ်ပါလာဆိုတော့လေကိုအဲ့လိုအားပေးတယ်တချင်းလေးတောင်းလာတဲ့ခါကျတော့ကျွန်တော်အရန်ပြောပါတယ်အဲ့တော့လည်းကျွန်တော်သူတို့တတ်နိုင်တယ်လို့ပေါ့နော်တတော်မှာလုံဝစိုးပြပေးပါကျွန်တော်မိုက်မပါဘူးတီးလုံးပါဘူးဒီတိုင်းအလွတ်တွေဆိုပြတာဆိုတော့ခါကျတော့ပရိသတ်တွေကဘာပြောလာလဲဆိုတော့အတန်လေးကချိုချိုအေးအေးလေးနဲ့အရန်သဘောကျတယ်ပေါ့နော်အရန်ကြိုက်ရတယ်အဲ့လိုမျိုး message လေးတွေတော့ရတယ်ပေါ့လည်းငါဘုတ်ထွက်လာပြီနောက်တော့သချင်းလေးလုပ်ဖို့ရောစီစဉ်ရှိသေးလားဟုတ်ကဲ့ရှိပါတယ်ခင်ဗျာနောက်ထပ်သချင်းလေးရှိပါသေးရဲ့ကျွန်တော်ခုနဘောနော်ချစ်လုံးလိုပါဆိုတဲ့သချင်းလေးလည်းကျွန်တော်ဝယ်ထားရပေါ့နော်အဲ့သချင်းလေးလည်းလုပ်ရမယ်ပြီးတော့နောက်ထပ်ကကျွန်တော်ဆရာကောင်းကင်ချိုကနေမှကျွန်တော်သချင်းလေးတစ်ပုဒ်ပေးထားရှိပါတယ်ခင်ဗျာဆရာကိုဒီမွေးနေ့ပွဲလေးကိုဆရာကိုတက်ပေးပါလို့ဆရာကိုဖိတ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဒါကျွန်တော်ဆရာကောင်းကင်ချိုပါခင်ဗျာဆရာရဲ့သချင်းလေးလည်းဘာလန်းဆောင်နေမယ်ဆိုတော့သချင်းလေးလည်းဘာလန်းချင်းလေးပေါက်လာရှိရနော်ဟုတ်ကဲ့ဆရာအဲ့သချင်းလေးဒါဘယ်လိုပြီးဆိုပြတာပြောပါအဲ့တခြင်းကပထမဦးဆုံးကဗညာပေါ့ပထမဦးဆုံးပြီးခဲ့တဲ့15စုနှစ်လောက်ကဆိုင်းလင်းထက်ဆိုတပည့်တယောက်ဆိုခဲ့ဘူးတယ်မအောင်ခဲ့ဘူးကျွန်တော်ဗညာကိုတွေ့တဲ့အချိန်မှာဗညာကိုကျွန်တော်ခေါ်သွင်းလိုက်တယ်နေရာရသွားတယ်ပေါ့ကွက်တိဖြစ်သွားတယ်ပေါ့အဲ့ဒါကျွန်တော်ဗညာပြီးတော့တခါယတိလင်းလက်ခံကိုကျွန်တော်မင်းကလေးပေါ်ကကိုသွင်းလိုက်တယ်သွင်းလိုက်တဲ့အချိန်မှာထပ်အောင်မြင်တယ်ပြင်ပြီးတော့အချိန်မှာနောက်ဆုံးအောင်မြင်ခြင်းကတော့ဗျာဝက်ကွဲအောင်မြင်တာတော့ကျွန်တော်ညီငယ်လို့ညီလိုယူဆရတယ်နေတဲ့ရတာပေါ့ရတာအောင်မြင်တာမှဗျာကျွန်တော်ကောမန်နေလိုက်ဖတ်ကြည့်တာအဲ့တော့အောင်ရအီတလီနိုင်ငံမီလန်မြို့အေးမော်တဲ့အိုမန်နဲ့အီရတ်တဲ့တူဘိုင်းနဲ့ UK တဲ့ဂျာမနီတဲ့အများကြီးပါပဲအခုကျွန်တော်ကနေပြီးတော့သူ့ကိုတချင်းလေးတစ်ပုဒ်ရေးပေးထားပါတယ်ချမ်းသာခြင်းကဘယ်စည်းလဲတိုင်တယ်လေးကတော့ချမ်းသာခြင်းကဘယ်စည်းလဲတဲ့မိုးတက်နေကိုဘာလျှောက်ဒီချင်းလေးပေးပြတယ်သူ့ရဲ့ဆိုပေါလေးတွေကဘယ်လိုဟောဒီဒါပြေးတက်ရည်နဲ့ရောက်နိုင်တယ်ကျွန်တော်သူ့ရဲ့အတန်တွေနားထောင်လိုက်တဲ့အခါမှာသူ့ရဲ့အနွဲ့အလှဲ့နဲ့ဒီလိုခန်းစားချက်တခြင်းဘဝသေယုတ်ဖို့ခန်းစားချက်တခြင်းဒါအချစ်လွမ်းမဟုတ်ဘဝသေယုတ်ဖို့လူတိုင်းဘဝတွေနဲ့သက်ဆိုင်တဲ့တခြင်းလေးတစ်ပုဒ်ကိုသူ့ရဲ့အနွဲ့အလှဲ့အတန်ပါဝါဩဇာတိတ်ကမတ်နဲ့ဆိုရင်ပြည့်စုံမယ်တင်လို့ကျွန်တော်သူ့ဒီတခြင်းလေးကိုရွေးပြီးတော့ဒီမင်းတကာကိုကျင့်ခိုင်းတာပါတောင်းလဲကျွန်တော်စူးစမ်းပြီးချပြမှာပေါ့အကောင်းဆုံးပြအောင်ချပြမှာပေါ့ဝိုင်းဝန်းပြီးထိုးတင်ပေးမှာပေါ့ယနေ့မှဆရာနှစ်တရာတိုင်းအောင်မြင်ကြော်ကြား